စစ်သားကစက်တင်နဲ့ကင်ထားတဲ့ရန်သူကိုလမ်းပစ်လိုက်ပေမဲ့ကြီးစံကရန်သူဦးထုတ်ကိုပဲဝဲသွားခဲ့တယ်ဗျအဲ့ဒါနဲ့ရန်သူကလည်းဒေါသရကြီးနဲ့သူ့စီကိုကြီးစံတွေတရက်ဆက်ပြန်ပစ်တော့တာပဲခါနေတော့စစ်သားကအခွင့်အရေးထက်ရတာနဲ့နောက်တစ်ခါထပ်ပစ်လိုက်ပြန်တယ်ဒါပေမဲ့ဒီတစ်ခါလဲကြီးစံကရန်သူပုကုန်းကိုပဲထိသွားခဲ့တယ်အခုတော့သူ့မှာကြီးစံတောင်နဲ့ပဲကျန်တော့တယ်လေတွန်းစုံမနေတော့ပဲသူမတ်တက်ရက်ပြီးတေချာချင်းကခလုတ်ကိုဆွဲရစ်လိုက်တဲ့အခါစက်တင်နဲ့သမားကိုထိမှန်ပြီးလဲကျသွားစေခဲ့တယ်ဒီတစ်ခါတော့သူတကယ်ကိုထိထိမိမိပြစ်နိုင်ခဲ့တာပါဒါပေမဲ့စိတ်အေးရမဲ့အစာလက်တွေ့ချေနေကိုကြည့်လိုက်တော့သူ့ဖော်တွေအားလုံးကကြဆုံးကုန်ကြပြီအဲ့ဒီအချိန်မှာပဲရန်သူတင်ကားတစ်စီအနားကိုကတ်လာတာတွေ့လိုက်ရတယ်သူလည်းအချိန်မဆွဲတော့ပဲဘေးနားမှာလဲကျနေရဲ့အဖော်ဖြစ်သူရဲ့ရုပ်လောင်းကိုသူ့ကိုယ်ပေါ်ဆွဲတင်ပြီးတေချာဖုံးအုပ်ကတေချင်းအောင်ဆောင်နေလိုက်တဲ့ရန်သူတွေကစစ်မြေပြင်ကိုဖျက်သွားရင်းနဲ့လဲကျနေတဲ့သူတွေကိုတေချာအောင်ထပ်ဆင့်ပစ်ခတ်သွားကြသေးတာစက္ကန့်ပိုင်းလေးကနှစ်ပေါင်းများစွာကြာသလိုခန်းစားလိုက်ရပြီးမှအရာအားလုံးငြိမ်ကျသွားတော့တယ်ရန်သူတွေလည်းတခြားနေရာကိုထွက်သွားကြပြီဆိုတော့သူအသက်ဘေးကနေကန်ကောင်းထောက်မစွာလွတ်မြောက်သွားခဲ့တာပေါ့အခုတော့သူတယောက်တည်းပဲအထီးကျန်စွာကြံရစ်ခဲ့ပါတော့တယ်သူဟာအိတ်ထဲကလက်ပတ်လေးတစ်ခုကိုဖြည်းဖြည်းချင်းထုတ်ကြည့်လိုက်တဲ့အခါသူ့မေစီကရခဲ့ရဲ့အမတ်တရားတွေကခေါင်းထဲကိုဝေါကနေရောက်လာတာပေါ့ဒီနေရာမှာသူဆက်နေဖို့အကြောင်းပြချက်မရှိတော့တာနဲ့စစ်ဝတ်စုံအစိပ်ပိုင်းတချို့ကိုချွတ်ထားခဲ့ပြီးအိမ်ကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်